စီးပွားဥစ္စာကိုရှာလဲရှာရမယ်စစ်မှန်တဲ့နိလန်းနဲ့အသုံးချတာလဲလုပ်ရမယ်လို့လူတိုင်းဟာတဏှာဝကလွတ်တဲ့လမ်းကြောင်းကိုသွားနေကြတာမဟုတ်ဖ ೇನೆ လက်ရှိဘဝရဲ့အနေအထားအရစီးပွားဥစ္စာရှာပြီးတော့ထိုက်တဲ့တော်ကုသိုလ်ကောင်းမှုပြုတဲ့လမ်းကြောင်းကိုရွေးထားကြတယ်ဆိုရင်တော့ထိုလမ်းကြောင်းအတွက်အကောင်းဆုံးဖြစ်အောင်မြတ်စွာဘုရားလမ်းညွှန်ချက်ကိုသိဖို့လိုအပ်တယ်ပေါ့နော်။တော့မြတ်စွာဘုရားဟောတဲ့တရားတွေကလည်းအဆင့်လိုက်ဟောတာနောက်ဆုံးမှာအသိဉာဏ်ရှိလို့သောတာပန်ဖြစ်သွားတဲ့အနာတပိနုဝိသခါတို့ပဲရှိတယ်သူတို့ကစီးပွားဥစ္စာရှာတယ်ဌာနကောင်းမှုလုပ်တယ်သူတို့ရဲ့အနေထားအဲ့လိုစီးပွားရှာပြီးဌာနကောင်းမှုကုသိုလ်တွေကိုကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟောတဲ့တရားတွေကိုကြည့်မယ်ယဟန်သံဃာတွေကဘာတွေဟောတော့နာရဝိနုဝိတခါတို့ကိုဟောတဲ့တရားတွေဟာဒါနအကျိုးဆိုတာမျိုးတွေကိုဟောတာများတယ်ကိုကျင့်သီလဒါနအကျိုးဟောတာများဒါကြောင့်နာရဝိတထေကြီးကနောက်ဆုံးအချိန်သူရောက်တဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကနာရဝိတထေကြီးရဲ့နောက်ဆုံးအချိန်မှာကျမကြီးမကောင်းလို့အေးရလဲပြီးဆိုတဲ့အခါရှင်သာရိပုတ္တရာနဲ့ရှင်အနန္ဒာတို့ကြွသွားပြီးတရားဟောတဲ့အခါမှာအစွဲဖြုတ်ဖို့ဆိုတဲ့တရားကိုဟောတယ်စွဲဖြုတ်ရမယ်မျက်စိကိုလည်းဆွဲဖြုတ်ရမယ်မျက်စိကမြင်တဲ့အစင်အာယုံဝါနဲ့ဆွဲဖြုတ်တယ်ဖြစ်ပေါ်လာတဲ့များတွေအလုံးဆွဲမထားဘူးဒီချိန်မှာဒါနသီလတရားမဟောပဲနဲ့ဝိပဿနာကျင့်စဉ်ပုံစံမျိုးဟောပြီးတဲ့အခါနာရဝိတ္တိကြီးမျက်ရည်ကျတယ်မျက်ရည်ကျတဲ့အခါမှာရှင်အနန္ဒာကတွေးတယ်အော်သိခြင်းတရားရင်ဆိုင်ရမှာဆိုတာဘယ်သူပဲဖြစ်ဖြစ်ကြောက်မှာပဲနာရဝိတ္တိကြီးရဲ့စိတ်ဓာတ်တွေဆုံးနေသလားလို့ဆိုတာအားပေးတဲ့အနေနဲ့ဖြစ်ပေါ်လာတဲ့သင်္ခါရတရားတွေယန္တံသာတံဘူတံသင်္ခတံပါလောကဓမ္မလောကကြီးမှာပြုပြင်ထားတဲ့တရားတွေမှန်သမျှသင်္ခါရတရားတွေမှန်သမျှပါလောကဓမ္မပျက်စီးမှုမှာဆုံးသက်ရတဲ့သဘောရှိတယ်ဒီလိုတရားသဘောနဲ့ကြည့်မယ်ဆိုရင်တန်ကုဋ္ဌိထလဘ္ဗဘယ်သူမှမတတ်နိုင်ဘူးသဘာဝတရားရဲ့လှုပ်ဆောင်မှုဘယ်သူမှမတတ်နိုင်ဘူးဆိုတော့ရှင်အနန္ဒာကိုလျှောက်တယ်ရှင်အနန္ဒာတပည့်တော်မြတ်စွာဘုရားဟောထားတဲ့အနိစ္စသဘောသိပါတယ်တပည့်တော်ဝမ်းနေတာကတခြားမဟုတ်ဘူးတဲ့သာသနာတော်ကိုအကြီးကျယ်ထောက်ပံ့ပြီးဇေရွန်ကျောင်းတို့ကျောင်းကြီးဆောက်လုပ်လှူဒန်းရုံများမှာက40နဲ့မြတ်ယဟန်တန်ဃာတွေရဲ့ဆွမ်းကံဝေယဝိဆာကိုအကြီးကျယ်ကိုပြီးရင်ပြီးပြုစုတဲ့အနာတဝိတ္တိကြီးကိုယဟန်တွေကလည်းပဲဒါနတရားသီလတရားပဲဟောဒီတရားမျိုးသူမနာရဘူးတဲ့အခုလိုချိန်ကျမှသူဒီတရားနာရတယ်ပေါ့အဲ့ဒီမှာရှင်နန္ဒာတို့ရှင်သာရိပုတ္တရာဖြေတာတော့ကျောင်းတကာကြီးတဲ့ဒီတရားမျိုးဟောတာတော့လူစရာဟာစီးပွားဥစ္စာတွေရှားရတယ်မိသားစုနဲ့နေတယ်ဆိုတော့ဆွဲမထားဖို့ဟောတဲ့အခါမှာအတိုင်းနဲ့အဝိုင်းနဲ့ပစ္စည်းဥစ္စာရှားနေတဲ့ပုဂ္ဂိုလ်တရားဖို့မဆွဲလိုက်ရဘူးလို့ဟောမယ်ဆိုလို့ရှိရင်သူတို့ဖြစ်ပေါ်နေတာတွေနဲ့ဆန့်ကျင်မဲ့လူဖြစ်နေမှာဆိုလို့ဒါနတရားကိုပဲအဓိကထားပြီးတော့ဟောကြတယ်လို့ဆိုလို့နာရဝိတ္တိကြီးကလျှောက်ထားသွားတယ်ရှင်ဘုရားတို့ဒါနတရားကြီးလည်းမဟောပါနဲ့
အခုလိုအစမြင့်တဲ့တရားကိုလည်းသူတို့ဟောပြပါတော့အနာထပိဏိကောဝါဒသုတ်တံမှာဒီလိုဆိုထားတာရှိဟောနော်အဲ့တော့တရားဟောတယ်ဆိုတဲ့နေရာမှာလည်းပဲအခြေခံကစပြီးတော့ဟောတဲ့တရားလည်းရှိတယ်အစမြင့်ဟောတာလည်းရှိတယ်အဲ့လိုဟောတဲ့အခါမှာပရိသတ်ကိုယ့်ရဲ့နှစ်သက်သဘောကြရာကိုရှောင်လန်းနေတဲ့လမ်းကြောင်းနဲ့အဝင်ခွင်ချတရားမျိုးပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကြောင်းအရာပေါ်လာတဲ့အခါမှာဒါကိုဒီလိုပဲဟောတန်တရားဟုတ်ကမထွက်သေးဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့မှန်ကန်တဲ့လမ်းကြောင်းတိမ်းဆောက်မသွားအောင်ထိန်းကျောင်းပေးတဲ့တရားပို့အရေးကြီးတယ်လို့ပြောအောင်ဘာဖြစ်လို့တော့ဆိုခုချက်ချင်းနိဗ္ဗာန်ဝင်မဲ့ပုဂ္ဂိုလ်တွေမဟုတ်ခုချက်ချင်းတန်တရားဟုတ်ကလက်ဖို့တရားဓမ္မကိုအာသွန်ခွန်ဆိုင်ကြိုးစားနေပြီဆိုရင်တော့ဝိပဿနာတရားကြီးပဲဖြေဟောမှာပဲအဲ့နော်ဘယ်တရားလမ်းကြောင်းပဲဖြစ်ဖြစ်ဣဒံမိပုံညာနိဗ္ဗာန်တပစ္စယဟောတုကိုလုံးသမျှကုသိုလ်ကောင်းမှုတွေကိုနိဗ္ဗာန်ထိဥတည်ထားဒါဘာကြောင့်နိဗ္ဗာန်ထိဥတည်ထားခိုင်းလို့ဆိုတမန်ကုသိုလ်ကံတွေကုသိုလ်ကံရဲ့သဘာဝဘာလို့ဆိုရင်သူ့သဘာဝအတိုင်းသူကအကျိုးတစ်ခုထုတ်လုပ်တယ်ဆိုပါစို့လှူတဲ့တန်းနဲ့ပေးကမ်းတယ်စွန့်ကြဲတယ်ဆိုဒါနကုသိုလ်ရဲ့ reaction ပါတော့တုံ့ပြန်လာတာကကိုကလှူတော့တစ်ဖက်သားကရသွားပြီးစိတ်ချမ်းသာမှုတွေရတယ်ဒီပစ္စည်းရသွားသည့်အတွက်ကြောင့်လက်ခံရရှိတဲ့ပုဂ္ဂိုလ်ကဝမ်းပန္တတာဖြစ်တယ်အဲ့ဒီဝမ်းပန္တတာဖြစ်တဲ့ဒုက္ခမျိုးလှူဒန်းတဲ့လူစီပြန်ရောက်လာတယ်ဒါသဘာဝရဲ့တုံ့ပြန်မှုလို့ခေါ်တယ်ကိုလှုပ်တာဒီပင်နဲ့ကိုစီပြန်ရောက်တာမကောင်းတဲ့အကုသိုလ်ဆိုလို့ရှိရင်လည်းကိုကလူတယောက်ကိုဒုက္ခဖြစ်အောင်လုပ်လိုက်တယ်အဲ့ဒီဒုက္ခဟာတစ်ဖက်သားခံစားရတယ်အဲ့ဒီခံစားရတဲ့ဒုက္ခသည်တနေ့တစ်ချိန်ကျကိုစီပြန်ရောက်လာတယ်ဒါကံကြမ္မာရဲ့သဘောသီလစောင့်တည်တဲ့အခါမှာထိုသီလရဲ့အကျိုးတရားဟာစဉ်းစားကြည့်ပြီသူများအသက်မတတ်ဘူးဆိုရင်ကိုယ့်အသက်တတ်မဲ့လို့မရှိသူများဥစ္စာမခိုးဘူးဆိုရင်ကိုယ့်ဥစ္စာခိုးမဲ့လို့မရှိဟောဒီအကျိုးလေးတွေကကိုလှုပ်တဲ့ပုံစံလေးအတိုင်းကိုယ်စီပြန်ရောက်လာအဲ့ဒီဟာတွေကအရေးမပါဘူးလားဆိုအရေးပါတာပဲဒါလည်းဘဝရလာလို့ဆိုရင်စီးပွားဥစ္စာရှိအသက်ရှိတယ်ကျန်းမာတယ်ပစ္စည်းဥစ္စာခိုင်မြဲတယ်လူချစ်လူခင်ပေါ်တယ်ကိုယ်ကိုမတရားဆွဆွဲခံရတာမရှိဘူးအသိဉာဏ်ရှိတယ်ဆိုဒါသီလရဲ့အကျိုးတွေဒီလိုပြန်လာတာတုံ့ပြန်မှုတွေမေတ္တာသက်ဝင်ချစ်ခင်တတ်တဲ့မေတ္တာစိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်ဖြစ်လျာဘဝမှာရှင်ပြုံးတဲ့မျက်နှာကြည်လင်တဲ့အသားအရည်ကိုရရှိ။ဘာကြောင့်လို့ဆိုရင်သူ့ကိုအကြောင်းပြုပြီးတော့ကျန်တဲ့လူတွေဟာပြုံးကြရတယ်လေ။ရှင်လန်းကြရတယ်။အဲ့ဒီရှင်လန်းမှုသူပြန်ရ။အေးဒေါသနဲ့ရှူရှူထိုင်ထိုင်လှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေအယုဆိုးအကြည့်တတ်မှုတွေသူပြောလိုက်တဲ့ဒေါသနဲ့ပြောလိုက်တဲ့စကားကိုကြားတဲ့ပုဂ္ဂိုလ်ကလည်းမျက်နှာကြောတင်းသွားတယ်တင်းမာသွားတယ်သူကိုယ်တိုင်ကလည်းမျက်နှာကြောတင်းသွားတယ်ဆိုတော့ဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်လာမှုဟာတော့ဘဝဖြစ်လျက်ဘဝမှာအယုဆိုးအကြည့်တံဒီမျက်နှာမျိုးရလာတယ်အဲ့တော့ကိုလှုပ်တဲ့ပုံစံနဲ့ဆင်ဆင်ကတရားဟာကိုယ်စီမှာပုံဟတ်ပြီးတော့reaction ရတုံ့ပြန်လာကံတရားကလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေကံတရားရဲ့တုံ့ပြန်မှုကရှိတယ်ကြမ်းမြင်ပြောရမယ်ဆိုရင်တရားစိတ်ကိုစိုက်ရင်တရားပင်ရမှာပဲဓမ္မစိတ်ကိုစိုက်ရင်ဓမ္မပင်ရမှာပဲဒါသဘာဝတရားရဲ့တုံ့ပြန်မှုလို့ခေါ်တယ်ကုသကောင်းမှုလုပ်တဲ့အခါမှာလည်းပဲကိုလုပ်တဲ့ကုသကံရဲ့တစ်ဖက်သားခံစားရတဲ့အကျိုးကိုကြည့်ပြီးတော့ကိုယ်မှာဒီလိုအကျိုးမျိုးတွေတုံ့ပြန်ရရှိတာဒါကတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေကံကြမ္မာအရာဖြစ်ပေါ်နေတဲ့အရာတွေသာဖြစ်တယ်
နိဗ္ဗာန်ကိုဥပတိဘူးဆိုလို့ရှိရင်ဒီတဘာဝကံတရားတစ်ခုတည်းနိဗ္ဗာန်ကိုဖန်တီးပေးမှာမဟုတ်နိဗ္ဗာန်လမ်းကြောင်းပေါ်တင်ပေးမှာမဟုတ်ဘူးဘာလို့ဆိုတော့သူ့ရဲ့တုံ့ပြန်မှုကတန်တရားထဲမှာပဲရှိတယ်အဲ့ဒါကြောင့်မလို့ဣဒံမေပုံယံနိဗ္ဗာန်တပစ္စယဟောတုဒါနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေလို့ဆိုလိုက်တဲ့အခါမှာ intention ဆိုပါသွားပြီကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာတာမန်ဒီလိုဒါနလုပ်လို့ဖြစ်လျက်ဘဝမှာချမ်းသာကြွယ်ဝတဲ့အကျိုးဒါသဘာဝအကျိုးသီလဆောက်တည်လို့သက်ရှိခြင်းကျမ်းမာခြင်းစတဲ့အကျိုးဒီအကျိုးတွေတဲ့အပြင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဆိုဒါတန်တရားတွေကခုနကစိဘဥစ္စာကြွယ်ဝချမ်းသာခြင်းအသက်ရှိခြင်းဆိုတာတန်တရားတွေကချမ်းသာတွေပဲဖြစ်တယ်နိဗ္ဗာန်ဆိုတာကြတော့တန်တရားအပြင်ဘက်ကတန်တရားကထွက်ခွာသွားပြီဆိုတာမန်ကုသိုလ်တစ်ခုကအဲ့ဒီနိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ရည်ရွယ်ချက်ထားပြီးတော့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဆိုနိဗ္ဗာန်ကိုဥတည်ပြီးတော့လုံးလိုက်ပြီဆိုတဲ့အခါမှာဒီကုသိုလ်ကောင်းမှုတွေဟာစွမ်းအားကနိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်ရောက်အောင်ပို့တင်ပေးရုံမျှမကဒီကုသိုလ်ကံတွေဟာနိဗ္ဗာန်ရောက်ဖို့ဖန်တီးပေးနိုင်ပေးခြင်းမရှိသေးသမျှရဆိုင်သွားမှာမဟုတ်ဘူးနိဗ္ဗာန်လမ်းကြောင်းပေါ်ကိုတနည်းမဟုတ်တနည်းရအောင်တင်ပေးမဲ့သဘောရှိတယ်အဲ့ဒါကိုပဲခွဲတဲ့အခါဝတ္တနေတိတဝိဝတ္တနေတိတကုသိုလ်လို့ပြောတာနော်အဲ့တော့နိဗ္ဗာန်ဆိုတာတော့ဆုတောင်းပြီးတော့မှဥတည်ချက်ထားမှသာလေကံတရားကပေးနိုင်တာဖြစ်တယ်ဥတည်ချက်မထားဘူးဆိုလို့ရှိရင်သဘာဝအတိုင်းဝတ်တွဲမှာပဲပေးတယ်ဒါကြောင့်မို့ဘုရားမတော်ဝင်သူတော်စင်တွေကိုဒီလမ်းညွှန်မှုပေးတဲ့အခါမှာဘာကောင်းမှုလုပ်လို့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုနိဗ္ဗာန်ရဲ့အထောက်အကူဖြစ်ပါစေဆိုတာတန်တရားဟုတ်ကလွတ်ဖို့အခွင့်အလမ်းကြီးတစ်ခုဖြစ်သွားတယ်အနာရဝိနုဝိသခါတို့ဆိုတာဒီကဘာကနေပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာကဘာတသိန်းထက်မှာဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်ခဲ့တယ်အဲ့ဒီဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူဘဝရလာတာမန်လူဘဝပဲရှိသေးတယ်ရလာတဲ့အခါမှာသူတို့ရဲ့ဆန္ဒနဲ့အားကျလာကြစုတွေပါတောင်းကြတယ်အဲ့ဒီကနေပြီးတော့မြတ်စွာဘုရားရဲ့ဗျာဒိတ်တွေကိုရပြီးတော့ကဘာပေါင်းတသိန်းဖြတ်တန်းခဲ့ရတယ်အဲ့တော့ကဘာတသိန်းဆိုတာဘဝတသိန်းကိုပြောတာမဟုတ်ဘူးကဘာပေါင်းတသိန်းဆိုတာဘလောက်ရှိရဲဆိုတာစဉ်းစားကြည့်တကဘာမှာအယိုးရှိတဲ့တတ္တဝါဖြစ်လို့ဆင်ကြီးတော့မဟုတ်ဘူးလူပဲဆိုပါစို့နော်ဆင်ဆွေတော့အယိုးကပုံများမှာပေါ့နော်အယိုးရှိတဲ့တတ္တဝါဖြစ်ပြီးကဘာတစ်ခုမှာတကဘာအတိုင်းတာတစ်ခုမှာကိုယ်အယိုးတွေကိုမပြောက်ပြက်အောင်စုပုံပြီးတော့ထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကရာဇချိုပြည်နာကတောင်ငါလုံးထဲမှာဝေပုံလတောင်ကြီးလောက်ကိုရှိနိုင်တယ်တကဘာရဲ့အယိုးပုံဒါလူတယောက်တည်းရဲ့တကဘာရဲ့အယိုးပုံသည်ဝေပုံလတိုင်တောင်လောက်ကိုမပြောက်ပြက်ဘူးဆိုရင်အဲ့လောက်ထိအောင်ရှိမယ်ဆိုအဲ့တော့ကဘာတသိန်းဆိုတာတွက်တာကြည့်ပါဘယ်လောက်ကြာအဲ့တော့ကုသိုလ်ကောင်းမှုပြုပြီးတော့ကိုရောမြတ်စွာဘုရားလက်ထက်မှာတောင်မှပဲသောတပန်အဖြစ်နဲ့သာသူတို့လမ်းကြောင်းပေါ်ရောက်သေးတာတဂရကအနာဂယဟန္တာဆိုမဖြစ်သေးဘူးပေါ့ခုချိန်ထိတန်တရားဝတ်ထဲမှာရှိတော့မယ်ဝိတခါက5ခုမြောက်နတ်ပြည်နေမာနရတိဘုံမှာရှိတယ်အနာရဝိန်တထေကတုတ်တိတပြည်မှာရှိတယ်အဲ့ဒါလို့ဘဝတစ်ခုမှာဒီကိုယ့်ရဲ့ဥတည်ချက်စိတ်ဆန္ဒတွေကိုယ့်ရဲ့မျှော်မှန်းချက်တွေနဲ့တတ္တဝဘဝကနေပြီးတော့အပေဆင်းရဲကလွတ်ပြီးအဲ့ဒီလိုဆင်းရောက်ပြီးတတ္တဝဖြစ်ပြီးရင်ခုနဘဝဟာအလွန်ဆုံးပဲသူတို့နတ္တိဘဝအဋ္ဌမမာရိယန္တိရှစ်ခုမြောက်ဘဝပဋိသန္ဓေမနေတော့ဘူး
ခုနှစ်ဘဝသောတပန်ဖြစ်ရင်ခုနှစ်ဘဝပြီးတတ်မယ်တန်တရားကလွတ်မယ်ဆိုတဲ့ဒီလိုအဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့တန်တရားရဲ့နေတဲ့အခါမှာလမ်းကြောင်းမှန်မော်ရောက်နေဖို့အမြဲတမ်းအရေးကြီးတယ်တန်တရားကလွတ်ဖို့ဆိုတာဝိသခါတို့အနာရိတို့တောင်မှကဘာတသိန်းကိုဖြတ်ခဲ့ရသေးတယ်နော်တော့တူနဲ့တူတော့မတူဘူးပေါ့နော်သူတို့ကစုကြီးပန်ထားတဲ့ပုဂ္ဂိုလ်တွေဆိုကဘာတသိန်းကာလဖြတ်ကောရမမြတ်စွာဘုရားလက်ထက်မှာမဟာသာဝကတို့ဣတိရေဘွယ်လူရတဲ့ပုဂ္ဂိုလ်တွေတို့ဆိုတာကဘာတသိန်းကနေပြီးကုသကောင်းမှုပြုပြီးပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေသူတို့ပါရမီဖြည့်ရတဲ့အတိုင်းအတာဟာဘဝနဲ့ပြောတာမဟုတ်ပဲနဲ့နော်လူဘဝနဲ့ပြောမယ်ဆိုရင်လို့ပြောဖို့မရနိုင်ဘဝနဲ့ပြောတာမဟုတ်ဘူးကျင်လီခဲ့တဲ့အတိုင်းအတာကြီးဟာကဘာပေါင်းကိုတသိန်းနဲ့ဘဝပေါင်းနဲ့ဆိုရင်ပြောလို့မရတော့ကဘာတသိန်းကြာခဲ့တယ်အဲ့တော့အဲ့လောက်ကြာရှည်တဲ့ခီးလမ်းကြောင်းဒီလိုကြာရှည်တာနဲ့ပတ်သက်ပြီးတော့လည်းပဲသူရဲ့ဆန္ဒတရားရှိတယ်သူရဲ့ဆန္ဒတွေရှိတယ်နာရဝိနုဝိသခါတို့ကဖះနဲ့တွေ့ပြီးတော့တကယ်ကိုမြတ်စွာဘုရားကိုလှူတဲ့တန်းတဲ့နေရာမှာတော့ထိတ်တန်းဥပဒကဥပတိကမတွေဖြစ်ကိုရခြင်းဒါကြောင့်မို့သူတို့ဥတီချက်ကအဲ့ဒီဘက်ကိုသွားတယ်အဲ့ဒီဘက်ကိုဥတီထားတယ်ဒါကြောင့်မို့ဘုရားလက်ထက်မှာသူတို့ဟာစီပွားရှာတယ်သာသနာတော်ကိုထောက်ပံ့တယ်ဆိုတဲ့ဒီအလုပ်ကိုလုပ်တာပေါ့နော်အဲ့တော့ဘုရားမတော်ဝင်သူတော်စင်နေအနေနဲ့ဘဝတစ်ခုမှာရရှိလာတဲ့အခါမှာမြတ်စွာဘုရားရဲ့အလိုတော်ချဆုံးမဩဝါဒတိုင်းလိုက်နာမယ်ဆိုရင်တန်တရားကလွတ်ဖို့လုပ်ငန်းကတစ်ခုတန်တရားထဲမှာအဆင်ပြေဖို့လုပ်ငန်းကတစ်ခုလို့သို့သောဥတီချက်ကတန်တရားကလွတ်ဖို့ဆိုတာကိုဥတီထားတယ်တန်တရားဝတ်ထဲမှာအဆင်ပြေဖို့ဆိုရင်နံပါတ်1စီးပွားရှာတတ်ရမယ်နံပါတ်2အဲ့ဒီစီးပွားကိုတရားမျှတစွာရှာတတ်မှုကိုကျင့်တရားနဲ့ပတ်သက်တဲ့အမြင်မျက်စိရှိရမယ်လို့အဲ့လိုအန္တသုတ်တံမှာမြတ်စွာဘုရားကမျက်စိဓိစက္ခုမျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်အမြင်မျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ဟောကြားဆုံးမခဲ့တာပဲဖြစ်တယ်အဲ့တော့ဘဝရလာပြီဆိုစီးပွားရှာပြီဟုတ်ပြီစီးပွားရှာလို့ရလာတယ်ဘုရားဘာသာဝင်တွေကကိုရလာတဲ့စီးပွားနဲ့ပတ်သက်ပြီးဘယ်လိုသုံးစွဲရမလဲဘယ်လိုသုံးပြရမလဲဆိုတာကိုလည်းမြတ်စွာဘုရားကလမ်းညွှန်ဆုံးမခဲ့တာရှိတယ်ပေါ့နော်လမ်းညွှန်ဆုံးမဒါနဲ့ပတ်သက်ပြီးတော့အကြောင်းအားလျော်စွာမြတ်စွာဘုရားဟောထားတဲ့အပုဒ္ဒကသုတ်တံဆိုတာရှိတယ်ဒီနေ့မှာမြတ်စွာဘုရားသည်တာဝတိမြို့စေရွန်ကျောင်းမှာသရင်သုံးနေတဲ့အချိန်ကောသရမင်းကြီးဆိုတာဒီနေ့2ခေါက်3ခေါက်ပုံမှန်လောက်မြတ်စွာဘုရားစီရောက်လာတတ်တယ်သူကတွေ့စားကတော့မြတ်စွာဘုရားအပေါ်မှာသူသိပ်ပြီးတော့မယဉ်နှီးဘူးအတော်လေးမြတ်စွာဘုရားနဲ့ယဉ်နှီးလာတဲ့အခါမှာကျတော့ဘုရားကျောင်းတော်ကိုခဏခဏရောက်တယ်လို့ဆိုအောင်ဘာကြောင့်ဘုရားနဲ့ယဉ်နှီးတော့ဆိုမြတ်စွာဘုရားကလည်းကောသလတိုင်းသားသူကလည်းကောသလတိုင်းသားဒေသချင်းတူကြအဲ့တော့သူလည်းမန္တလေးသားကိုလည်းမန္တလေးသားဆိုရင်တခြားနေရာမှာတွေ့ရင်မန္တလေးရချင်းဆိုမိတ်ဆွေဖြစ်ကြတာပေါ့နော်ဒါမဆန်းဘူးမြတ်စွာဘုရားကလည်းကောသလတိုင်းသားပဲကောသလတိုင်းကဘယ်ထိအောင်ရောက်တော့ဆိုဟိမောတတောင်ခြေချီရောက်တယ်ဒါမို့လို့တက္ကတိုင်းလို့ဆိုတာကောသလတိုင်းရဲ့လက်အောက်ခံနေရပဲကောသလမင်းကြီးရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ကောသလတိုင်းကြီးရဲ့ကြီးတယ်တိုင်းကိုမင်းကြီးကိုကောသလမင်းကြီးရဲ့အနုယန္တဝန်းရံရတဲ့ဘုရင်တွေအဖြစ်ဖော်ပြတယ်ကောသလမင်းကြီးကပါဝါပိုကြီးတယ်လို့ပြောရသော်ရသုတ်တန်တစ်ခုမှဟောထားတာရှိတိုင်းကိုမင်းကြီးဟာတဲ့ကောသလမင်းကြီးကို
လေးစားကြရတယ်အလေးပေးရတယ်ဘာကြောင့်လို့ဆိုရင်ကိုထီးကိုနန်းနဲ့နေတာမှန်တော်လဲပဲကောသလမင်းကြီးရဲ့အာနာစက်အောင်မှနေကြတယ်အနုယန္တလို့ခေါ်တယ်အနုယန္တဆိုတာဝန်းရံပြီးတော့လိုက်ပါရတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ကောသလမင်းကြီးကိုခြံရံရတဲ့ပုဂ္ဂိုလ်တွေအနုယန္တတွေအဲ့ဒီတိုင်ကဝေမင်းကြီးကကောသလမင်းကြီးနဲ့တွေ့ရင်ကောသလမင်းကြီးကိုအလေးပြုကြတယ်သို့တော့တိုင်ကဝေမင်းကြီးကအလေးပြုရတဲ့ကောသလမင်းကြီးသည်မြတ်စွာဘုရားကိုတွေ့တဲ့အခါမှာဘုရားကိုအလေးပြုတယ်အဲ့ဒီလိုအလေးပြုတာဟာမျိုးရိုးကြောင့်လည်းမဟုတ်ဘူးအာနာပါဝါခုံသိက္ခာကြောင့်လည်းမဟုတ်ဘူးမြတ်စွာဘုရားတဏ္ဍမှာရှိတဲ့သီလပညာကြောင့်ပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့ကိုယ်ကျင့်တရားမြတ်စွာဘုရားရဲ့အသိပညာအဲ့ဒါကိုလေးစားလို့ကောသလမင်းကြီးဟာမြတ်စွာဘုရားကိုအမြဲတမ်းမှရုပ်သေးတယ်လေးစားတယ်ဒါမို့ဘုရားစိတ်ကတ်တယ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကောသလမင်းနဲ့မြတ်စွာဘုရားတို့ဟာတတူရွယ်တူဖြစ်တယ်ဘုရားဖြစ်စားကမြတ်စွာဘုရား35နှစ်ကောသလမင်းကြီးကလည်း35နှစ်ပဲမင်းဖြစ်တာပဲသူတို့အဲ့ဒီလိုတတူရွယ်တူတနေ့တည်းသာပုဂ္ဂိုလ်နှစ်ဦးဖြစ်ခြင်းကြောင့်မြတ်စွာဘုရားပေါ်မှာကောသလမင်းကြီးရဲ့လေးစားမှုဟာအမြဲတမ်းခင်မင်ရင်းနှီးတဲ့လေးစားမှုဆရာသမားလိုလေးစားမှုလည်းပါတယ်ဒေသသားချင်းလေးစားမှုလည်းပါတယ်နောက်ဆုံးမှာကောသလမင်းကြီးဟာအစာချီမာလို့အစာအိမ်ဝမ်းမီးကတောက်လွန်အားကြီးတဲ့အခါမှာအစာစားရများတယ်များသည့်အတွက်ကြောင့်သူ့မှာအဝါလွန်တဲ့ယောဂဖြစ်တယ်အဝါလွန်တဲ့ယောဂကိုမြတ်စွာဘုရားကဝိချတဲ့ဤပေးလို့နောက်ပိုင်းကျတော့ကောသလမင်းကြီးဟာဖျားနိလန်တိုင်လိုက်ပြီးတော့ဝိချတဲ့အခါမှာသူဟာနေလို့ထိုင်လို့ပေါ့ပါကျမကြီးပို့ကောင်းလာအဲ့ဒီအတွက်လည်းမြတ်စွာဘုရားကိုသူကျေးဇူးတင်မသိသေးတာတွေသိရလို့လည်းကျေးဇူးတင်သို့တော်ဒီကောသလမင်းကြီးဟာမြတ်စွာဘုရားကိုမြတ်စွာဘုရားရှိကတရားတွေဘလောက်နာသူမှသောတပန်ဆိုတဲ့အဆင့်တော့မရှိဘူးအရိယသူတော်စင်အဆင့်မဟုတ်ရှာဘူးပေါ့နော်အဲ့ဒီထီအောင်ဟောရောက်နိုင်တော့မရှိဘူးဘာကြောင့်မရောက်နိုင်တာတော့ဆိုတော့ခုနပြောသလိုဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုတာဒီဘဝမှာအရင်ကုသိုလ်ကောင်းမှုတွေလုပ်တော့ကမလုပ်ခဲ့ဘူးနဲ့တူအဲ့တော့သူရတဲ့ကုသိုလ်ကောင်းမှုတွေနဲ့သူဟာတဏှာကလွတ်ဖို့အထောက်အကူမဖြစ်သေးဘူးအသက်80ပြည့်လို့ကွယ်လွန်နှိစ္စရောက်ပြီးနိုင်ပြန်ဆန်သွားတာဖြစ်တယ်သူဟာတရားဥတရားမြတ်ကိုတော့ရမသွားဘူးပေါ့သို့တော့သူရတာပါတော့ဆိုရင်တရားသဖြင့်အုပ်ချုပ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုသိတဲ့ဘုရင်တူအနေနဲ့သာရရှိသွားတယ်ပေါ့ကျောင်းတကာအနေနဲ့သူကျောင်းဆောက်တာလည်းရှိတယ်စေရွန်ကျောင်းထဲမှာသူဆောက်လုပ်တဲ့ကဏ္ဍဂုရီ၄ကျောင်းထဲမှာတစ်ကျောင်းကသူဆောက်လုပ်တာဖြစ်တယ်နောက်စေရွန်ကျောင်းနဲ့အနီးနားမြေခွက်ချီမှလည်းရာဇကာရာမဆိုတဲ့ကျောင်းတစ်ကျောင်းကိုဆောက်လုပ်ပြီးတော့လှူတာဘိက္ခုနီတန်ဃာတွေနေထိုင်ကြတယ်ပေါ့အဲ့ဒါတော့သူကောင်းမှုတွေပေါ့နော်အဲ့ဒါလို့ကောသလမင်းကြီးကတနေ့ကို3ချိန်လောက်သူစိတ်ကူးရှိတယ်လို့ပဲဘုရားရှိရောက်လာတယ်တရက်တော့နေတဲ့စားပြီးတဲ့အချိန်မှာသူမြတ်စွာဘုရားရှိရောက်လာတော့မြတ်စွာဘုရားကမဟာရာဇာလို့ဘုရင်တွေကိုခေါ်လေးရှိတယ်ဒီမဟာရာဇာဆိုတဲ့အသုံးနှုန်းကအိန္ဒိယနိုင်ငံမှာလည်းပဲခဏခေတ်ထိသုံးလုံးပဲရှိသေးတယ်မဟာရာဂျာလို့သူတို့ကြတော့စာကွဲကိုကြားတယ်နဲ့မဟာရာဂျာလို့ပဲခေါ်တယ်နော်အဲ့ဒီမှာမြတ်စွာဘုရားမဟာရာဇာနေ့လေအချိန်ကြီးမှာဘယ်လာခဲ့တာလဲမေးတဲ့ခါသူကပြောပြတယ်ရှင်ဘုရားတဲ့တပည့်တော်
မင်းရေးဆိုရေးလုပ်ငန်းတွေနဲ့စီမံခန့်ခွဲပြီးတော့တပည့်တော်လာခဲ့တာပါတဲ့ဆိုပြီးတော့သူလျှောက်တယ်သူဘာစီမံခန့်ခွဲရတော့ဆိုတာဝတိမြို့မှာဗျာတဲ့သားသမီးမထွန်းကားအလုံးကိုချမ်းသာတဲ့တထေတူဆုံးသွားတယ်ပစ္စည်းတွေကရွှေတင်းငါးတင်မဲ့သိန်းချီချမ်းသာပြီးတော့ငွေကြေးဆိုတာတော့သူ့မှာရေတွက်လို့မရတော့အောင်ကျွယ်ဝချမ်းသာသူဖြစ်ပါတယ်တာဝတိမြို့ကအလွန်ချမ်းသာတဲ့တထေကြီးလွန်ချမ်းသာတယ်ဒါပေမဲ့သူကသားသမီးမထွန်းကားဘူးတဲ့သားသမီးမထွန်းကားတော့သူတည်တဲ့အခါကျတော့သူတို့ရဲ့တိုင်းပြည်ရဲ့ထုံတန်းစင်လာရသားသမီးမထွန်းကားတဲ့ဒီမိသားစုပိုင်တဲ့ပစ္စည်းတွေကိုဘုရင်ကအကုန်သိမ်းယူရတယ်ဒါဥပဒေအရပေါ့နော်မတရားသိမ်းတာတော့မဟုတ်ဘူးဥပဒေအရဘုရင်ပဲပိုင်ဆိုင်ခွင့်ရှိတယ်ပေါ့အိန္ဒိယထုံးစံကသားသမီးမရဘူးဆိုလို့ရှိရင်တထေးကြီးဆုံးသွားရင်တထေးကတော်ကြီးကပိုင်ဆိုင်ခွင့်မရှိဘူးတဲ့ဗမာပြည်ကအမျိုးသမီးတွေအမတန်ကံကောင်းတယ်လို့ပြောနော်အိန္ဒိယနဲ့နီးပြီမဲ့လို့အိန္ဒိယရဲ့ဒလေထုံတန်းစင်နေဗမာပြည်မှာသိမရှိဘူးအိန္ဒိယမှာအဲ့လိုပဲအမျိုးသားကိုမှီပြုပြီးတော့အမျိုးသမီးတွေကသုံးဆွဲချဒါကတော့သူတို့ရဲ့ tradition လို့ပြောမှာဖြစ်တယ်အမျိုးသမီးတွေကိုနှိမ်တာလည်းမဟုတ်ဘူးအစင်လာ tradition ရဒီလိုဖြစ်တယ်သားသမီးထွန်းကားပြီဆိုမှသားသမီးကမှအမွေကိုခံလိုက်တာဖြစ်တယ်တဲ့သားသမီးမထွန်းကားဘူးဆိုရင်သူတို့ဟာသားသမီးမရှိတဲ့မိဘသိဆုံးသွားပြီဆိုရင်ဘုရင်ရဲ့ဗန္တာဖြစ်သွားရောသူတို့ရှာတယ်လို့များဘလောက်ပဲရှာရပိုင်ဆိုင်မှုတွေအားလုံးဟာဘုရင်စီရောက်သွားဥပဒေအရအဲ့ဒါဖြစ်ပါအဲ့ဒီပစ္စည်းတွေကိုစရင်စရာနဲ့တကွာဘုရင်ကြီးကသိမ်းယူပြီးတော့အဲ့ဒီအလုတ်တွေနဲ့အလုတ်များပြီးတော့မြတ်စွာဘုရားစီရောက်လာတယ်အဲ့ဒီတထေးကြီးရဲ့အကြောင်းကိုမြတ်စွာဘုရားရှောက်တယ်သူကကြည်တဲ့နေအောင်ဒီတထေးကြီးဟာချမ်းသာပါတယ်ဗျာတဲ့သို့တော့သူစားတဲ့ထမင်းကစကွဲထမင်းနဲ့ပအုံးရီခင်းနဲ့ဒါနဲ့ပဲစားတယ်ဟင်းကောင်းမစားစကွဲထမင်းနဲ့ပအုံးရီခင်းကိုပဲစားသူဝတ်တဲ့အဝတ်ကပိုက်ဆံလျှော်နဲ့ရက်လုတ်ထားတဲ့အဝတ်ကို၃ပိုင်းဆက်ပြီးတော့သုံးနံဆက်အဝတ်ကိုဝတ်တယ်ဘယ်တော့မှကောင်းတဲ့အဝတ်တွေတမိုးကြီးတဲ့အဝတ်တွေမဟုတ်ဘူးတဲ့စာရာကလည်းစကွဲထမင်းဝတ်ထားကလည်းပတ်စံလျှော်နဲ့ရက်လုတ်ထားတဲ့အဝတ်ချမ်းခရီးသွားတဲ့အခါသူစီးတဲ့ယထာလေးကိုကြည့်အောင်စုပ်ပြတ်တတ်နေပြီးတော့တည့်ရထီးလေးတွေအမိုးလုတ်ထားတဲ့စုပ်ပြတ်တတ်နေတဲ့ယထာလေးစီးပြီးတော့ဘုရင်နန်းတော်သွားလေးရှိတယ်အဲ့တော့လောကမှာပစ္စည်းဥစ္စာတွေကြီးတဲ့ချမ်းသာနေတော်လည်းပဲကိုယ်ပစ္စည်းတွေကိုကိုမသုံးရက်မစားရက်အဲ့ဒါလို့ဖြစ်လို့သူတည်သွားတဲ့အခါသူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတပြည့်တော့ဟာဥပရိယမင်းဗန္တာအဖြစ်သိမ်းယူတဲ့အလုပ်ကိုစီမံပြီးတော့အခုရောက်လာတာပါလို့ဒီဇတ်တန်လေးကိုလျှောက်တယ်နော်အဲ့တော့ဒီတတိကြီးကဒီလိုချမ်းသာပါရဲ့နဲ့မသုံးဆွဲတာဟာဘာကြောင့်လဲလို့ဆိုတဲ့အခါဒါနကောင်းမှုလုပ်တဲ့အချိန်တုန်းကစေရနာသုံးထံမလှူခင်ကလည်းစိတ်အားထက်သန်လှူနေတဲ့အချိန်မှာလည်းစိတ်အားထက်သန်လှူပြီးတဲ့အချိန်မှာလည်းနောင်တပူပန်မှုမရှိစိတ်ထက်သန်နေတဲ့စေရနာသုံးထံပြတ်သားတဲ့အလှူမျိုးမဟုတ်ဘူးတဲ့လှူပြီးတဲ့နောက်မှာစေရနာပြက်ပြီးတော့ငဲ့ကွက်စေရနာပြက်ခဲ့တယ်အပရစေရနာပြက်ခဲ့တယ်လှူသည့်အတွက်ကြောင့်သူဟာကြီးတဲ့ချမ်းသာတယ်သို့တော့
နောက်ပိုင်းစေတနာပြည့်သည့်အတွက်ကြောင့်ရှိထားတဲ့ပစ္စည်းကိုသုံးဆွဲလို့တဲ့စိတ်သူ့မှာမရှိဘူးနော်သုံးဆွဲလို့တဲ့စိတ်မရှိလို့တမန်အဖြစ်ကြည့်ကြမယ်ဆိုရင်နှမျောလို့မသုံးတာလို့ထင်အောင်ထင်မှာသူဟာနှမျောတာတဲ့ပူသေးတယ်လို့ပြောမှာဖြစ်တယ်နှမျောလို့မသုံးတာတဲ့သုံးခြင်းစိတ်ကိုမရှိတဲ့ဟာနော်သုံးခြင်းစိတ်ကိုမရှိတချို့ကြတော့သုံးခြင်းစိတ်မရှိုံမျှမကအကောင်းနဲ့မတည့်တဲ့လူကရှိသေးတယ်လေကောင်းတာဆိုမတည့်ဘူးအစားစားလဲကောင်းတာဆိုမတည့်ဘူးကောင်းတာကိုမကြိုက်တာအဝတ်လည်းကောင်းတာမကြိုက်ဘူးအစားစားလည်းကောင်းတာမကြိုက်ဘူးစီးရရင်လည်းကောင်းတာမကြိုက်ဘူးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ဒါမို့ဒါနကောင်းမှုလုပ်တဲ့အခါမှာဟောကြပြောကြသတိပေးကြတာစေရနာသုံးတန်ပြတ်သားဖို့တို့တယ်ပြီးတော့သာသမီမထွန်းကားဘူးဆိုတာလည်းပဲအပရစေရနာပြတ်ခဲ့လို့ပဲအဲ့တော့လူတွေရဲ့စိတ်ဓာတ်ဟာတခုကွက်သွားလို့ရှိရင်အဲ့ဒီကုသိုလ်ကြောင့်အကျိုးပေးတဲ့အခါမှာပြက်ကွက်မှုတွေလက်ဟာမှုတွေနဲ့ဖြစ်တတ်တယ်အဲ့ဒီတထေးကြီးရဲ့အကြောင်းကိုမြတ်စွာဘုရားကိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားဒီဘဝကိုနှိုင်းရှင်ပြီးတော့ဟောပြောတာတပ္ပုရိသနဲ့အတ္တပုရိသလူတော်လူကောင်းနဲ့လူတော်လူကောင်းမဟုတ်သူတပ္ပုရိသဆိုတာသူတော်ကောင်းလူတော်လူကောင်းအတ္တပုရိသဆိုတာလူတော်လူကောင်းမဟုတ်ဘူးအတွေးအခေါ်လွဲချော်နေတဲ့ပုဂ္ဂိုလ်အတွေးအခေါ်မှန်ကန်တဲ့ပုဂ္ဂိုလ်လို့လူရဲ့စိတ်တွေသဘောထားမှန်ကန်သူနဲ့စိတ်တွေသဘောထားမမှန်ကန်သူတွေရဲ့ဘဝဟာအခုလိုဖြစ်တတ်တယ်ဆိုပြီးမြတ်စွာဘုရားဘာနဲ့ဥပမာပေးတော့ဆိုဒီလိုပဲတဲ့လောကမှာဒီအတွေးအခေါ်မှားယွင်းနေတဲ့ပုဂ္ဂိုလ်တွေဟာရှားရှိလာတဲ့ပစ္စည်းတွေကိုရှားပွေလို့စုဆောင်းလို့ရထားတဲ့ပစ္စည်းတွေကိုစနစ်တကျမသုံးသည့်အတွက်ကြောင့်ကိုယ်အတွက်လည်းအကျိုးမရှိသူများအတွက်လည်းအကျိုးမရှိဘလူးဆောင်တဲ့ရေကန်ထဲကရေတွေဟာရေချိုရေအေးရေမွေးတွေဖြစ်တော်လဲပဲမသုံးတဲ့အခါမှာဒီရေတွေဟာအလဟတကုန်သွားတယ်ဘယ်သူအတွက်မှသုံးမဖြစ်ဘူးအဲ့ဒါလိုပဲစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေရရှိပိုင်ဆိုင်တဲ့ပစ္စည်းဟာဘလူးဆောင်တဲ့ရေကန်ထဲကရေတွေလိုပဲအလဟတကုန်ခံသွားတာပဲဖြစ်တယ်အဲ့တော့ပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့အခါမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းနဲ့မှန်ကန်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေပိုင်ဆိုင်တဲ့ပစ္စည်းကတစ်မျိုးအဲ့လိုမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိဘဲနဲ့ပိုင်ဆိုင်ခွင့်ရသွားတဲ့ပုဂ္ဂိုလ်ရဲ့အနေထားတစ်မျိုးဆိုတော့မြတ်စွာဘုရားခွဲခြားဟောတာနော်စီးပွားဥစ္စာဆိုတာတဲ့အတွေးခေါ်လွဲချော်နေတဲ့မှန်ကန်တဲ့အမြင်မရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သူတို့ရထားတဲ့စီးပွားဥစ္စာတွေကိုကိုယ်အတွက်လည်းအသုံးမချဘူးမိဘတွေအတွက်လည်းအသုံးမချဘူးမိမိရဲ့မိသားစုအတွက်လည်းအသုံးမချဘူးကိုယ်အိမ်မှာအလုပ်လုပ်တဲ့လူတွေအတွက်လည်းအသုံးမချဘူးဆွေမျိုးသားချင်းတွေအတွက်လည်းအသုံးမချဘူးတဲ့ဒါနကောင်းမှုလည်းမပြုဘူးတဲ့ဘဝရဲ့တက်လန်းဖြစ်တဲ့အထက်တန်းကိုအကျိုးပေးနိုင်တဲ့ကုသိုလ်ကောင်းမှုမျိုးကိုလည်းဒါနကောင်းမှုလည်းမလုပ်ဘူးတဲ့ဒီပစ္စည်းတွေဟာသုံးလည်းမသုံးနော်သုံးလည်းမသုံးပဲနဲ့သိမ့်ုံသိမ့်ထားပြီးတော့တည်တဲ့အခါမှာမင်းမနာဖြစ်တော့ဒီပစ္စည်းတွေအတွက်ဘာအကျိုးမှမရလိုက်ဘူးရက်ခိုက်စောင်းတဲ့ရေကန်ထဲကရေဟာဘယ်သူမှမတော့ရပဲနဲ့ခန်းသွားတယ်လို့ပဲသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာဘယ်သူကမှအကျိုးမပြုပဲနဲ့နောက်ဆုံးဟာဒီလိုကုံဆုံးသွားရခြင်းဖြစ်တယ်။ဒါကြောင့်စီးပွားဥစ္စာနဲ့ပတ်သက်တဲ့အခါမှာစိတ်ကောင်းနှလုံးကောင်းရှိပြီးအမြင်မှန်တဲ့ပုဂ္ဂိုလ်တွေကြတော့စီးပွားဥစ္စာမကန်တဲ့တရားမျှတတဲ့စီးပွားဥစ္စာတွေကိုရှာကြတယ်ရှာလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့နံပါတ်1က
အတ္တနံဒုက္ခေတိပိနေတိကိုချမ်းသာအောင်သုံးပြုတယ်ကိုချမ်းသာအောင်နေတယ်ကိုအတွက်သုံးတယ်ဒါလောက်ရမယ်စီးပွားဥစ္စာရှာတယ်ဆိုတာကိုချမ်းသာအောင်နေဖို့နံပါတ်1နံပါတ်2ကမာတာပိတရောဒုက္ခေတိပိနေတိမိဘတွေချမ်းသာအောင်ထားဒီပစ္စည်းကိုသုံးချပြီးမိဘတွေကိုထောက်ပံ့တယ်ကျွေးမွေးတယ်နံပါတ်3ကပုဒ္ဒဒါရပောရိတေပုဒ္ဒဒါရပောရိတေပုဒ္ဒဒါရေဒုက္ခေတိပိနေတိကိုယ့်ရဲ့အတွင်းလူလို့ခေါ်တဲ့မိသားစုသားသမီးတွေကိုချမ်းသာအောင်ထားနံပါတ်4ကဓာတကရကမ္မပောရိတေကိုယ့်အိမ်မှာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေကိုချမ်းသာအောင်ထားမိပြီးတော့သူ့ကိုမိပြီးတော့အသက်မွေးကြပစ္စည်းချမ်းသာရှိတဲ့ပုဂ္ဂိုလ်မိပြီးတော့အသက်မွေးရနံပါတ်5ကနံပါတ်6ကကုသိုလ်ကောင်းမှုလုပ်တယ်နော်ကိုချမ်းသာအောင်နေတယ်ကိုမိဘကိုကျွေးမွေးတယ်ကိုမိသားစုကျွေးမွေးတယ်နောက်အလုပ်သမားတွေကျွေးမွေးတယ်မိတ္တမစ္စေဆွေတွေမျိုးတွေနံပါတ်5ဆွေတွေမျိုးတွေမိတ်ဆွေသင်္ကားတွေကိုကူညီတယ်ထောက်ပံ့တယ်နံပါတ်6ကဒါနကောင်းမှုပြုတယ်အဲ့ဒီနီးနဲ့ပစ္စည်းဥစ္စာကိုသုံးချခြင်းမှန်ကန်တဲ့အသုံးချခြင်းပဲဖြစ်တယ်အဲ့လိုမှန်မှန်ကန်ကန်အသုံးချထားတဲ့ပုဂ္ဂိုလ်တရားဟာပစ္စည်းဥစ္စာကုန်လည်းပဲကောင်းသောနည်းဖြင့်ကုန်ခြင်းအသုံးပြုလို့ကုန်ခြင်းသာဖြစ်တယ်ဥပမာဘာနဲ့တူလဲလို့ဆိုလို့ရှိရင်လူတွေကသုံးဝင်ရှိတဲ့ရေကြီးရေအေးအနံ့ကောင်းတဲ့ရေကလေးတွေဟာလူတွေကခတ်ယူကြပြီးတော့ချိုးကြတယ်တောက်ကြတယ်သုံးဆွဲကြတယ်အဲ့ဒီလိုချိုးယူသုံးဆွဲပြီးလို့သုံးဆွဲကြလို့ဒီရေကနေကရေတွေကုန်သွားခြင်းဟာကောင်းသောကုန်ခြင်းလူတွေကိုအကျိုးပြုသွားတယ်ကုန်ခြင်းပဲကိုယ်မှရှိတဲ့ပစ္စည်းကိုလည်းပဲအဲ့ဒီနီးမျိုး6မျိုးနဲ့ကုန်သွားလို့ရှိရင်တန်မိုးရှိတဲ့ဂုဏ်ဤကအမြတ်ပြန်ရတဲ့ဂုဏ်ဤကဖြစ်တယ်လို့မြတ်စွာဘုရားကလာပြီးတော့လျှောက်ထားတဲ့ကောသရမင်းကြီးကိုဒီတုတ်ကိုဟောလိုက်တာဒါမြတ်စွာဘုရားကချီးမွမ်းတဲ့ကိုရထားတဲ့ပစ္စည်းဥစ္စာကိုပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့အသုံးပြုခြင်းဆိုတာဒါကိုမြတ်စွာဘုရားဟောတာပဲဖြစ်တယ်အဲ့တော့ဏိဂုံးချုပ်အနေနဲ့မြတ်စွာဘုရားပါဟောတယ်အမနုဿဌာနေဥဒကံဝတိတံတဒပိယမနံပရိသောတာပိတိဧဝံထနံကပုရိသောလဘိတဝနေဝတ္တနံဘုံစတိနောဒရာတိဒီအတွေးခေါ်မမှန်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရထားတဲ့ပစ္စည်းဥစ္စာဟာတဲ့ဘလူးဆောင်တဲ့ရေကန်တဲ့ကရေတွေလိုပဲတဲ့မသုံးရပဲနဲ့အလဟတဖြစ်သွားတဲ့ရေတွေနဲ့အလားတရံတူတယ်တဲ့နော်နေဝတ္တနာဘုံစတိနောဒရာတိကိုလည်းမသုံးဘူးလှူလည်းမလှူဘူးဆိုကိုယ့်အတွက်လည်းသုံးမကြဘူးသူများအတွက်လည်းသုံးမကြဘူးအဲ့တော့ဘဝမှာအဲ့လိုမဖြစ်စေရဘူးလို့ပြောတယ်နော်ဘဝမှာမှန်ကန်တဲ့ဒီနဲ့သုံးတာဒီရောစဝိညုအဋ္ဌကမ္မဘောကေအသိဉာဏ်ရှိပြီးလိမ္မာပဏတ်တဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ပစ္စည်းဥစ္စာတွေကိုရအောင်ရှာတယ်တရားသဖြင့်ရအောင်ရှာတယ်ရလာတဲ့ပစ္စည်းတွေကိုသောဘုံစတိကိစ္စကရောစာဟောတယ်သူဟာထိုပစ္စည်းတွေကိုသုံးဆွဲတယ်ချမ်းသာအောင်နေတယ်အရာရာမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုဟောဒီပစ္စည်းတွေအသုံးချပြီးတော့လှုပ်တယ်တဲ့သောညာတိတံကံပရိတဝါအဲ့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ဆွေတွေမျိုးတွေကိုခရုတဆိုင်ကြွေမွေထောက်ပံ့တယ်အတိုင်းဝိုင်းတွေကိုလည်းသူကထောက်ပံ့တယ်ကိုညီတယ်ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာပစ္စည်းဥစ္စာချမ်းသာပြီးတော့နော်အများအတွက်လှူကြတယ်တန်းကြတယ်မိမိတို့ကိုးကွယ်တဲ့ဘာသာတရားအတွက်လှူကြတယ်တန်းကြတယ်
မြန်မာလူမျိုးတွေကတော့ဟောဒီမြတ်စွာဘုရားရဲ့တရားကိုနာရလို့ပဲဖြစ်မယ်အဆုံးအမကိုရကြလို့ပဲဖြစ်မယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့အလဟတဖြုံတိကြတာသိပြီးတော့မရှိဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းပဲလူကြတယ်တန်ကြတယ်သူတို့ကိုယ်တိုင်သုံးဆွဲကြတယ်ချမ်းသာအောင်နေကြတယ်ဆိုတာဒါဘုရားဆုံးမထားတဲ့အတိုင်းပဲเนาะသောညာတိတံကံနိတဘောပရိတဝါအနေတိတောတက္ကမုပ္ပိတိဒါဖြင့်အဲ့လိုနေထိုင်သွားတဲ့အကျိုးရလကဘာတော့ဆိုရင်အနေတိတောဒီဘဝမှာအကဲ့ရဲ့လွတ်တယ်ဘယ်သူမှကဲ့ရဲ့စရာမရှိဘူးပစ္စည်းဥစ္စာလည်းရတယ်ရတာတွေကိုယ်တိုင်နဲ့သုံးတယ်သူများကိုလည်းလှူတယ်ထောက်ပံ့တယ်ဆိုအဲ့လိုလွတ်သွားတဲ့ပုဂ္ဂိုလ်ဟာကဲ့ရဲ့လွတ်ပြီးတော့ကောင်းရသူတိဘုံကိုရောက်နိုင်တယ်လူပြည်နတ်ပြည်ကိုရောက်ရတယ်တက်ခဆိုတာတက်ခဆိုတဲ့ဘုံဘဝဟာစဉ်းစားကြည့်မျက်စိကမြင်ရတာတွေလည်းအကောင်းကြီးပဲမြင်ရတယ်နားကကြားရတဲ့အတန်ကလည်းနှစ်သက်စရာကြီးပဲကြားရတယ်နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းမွေးကြိုင်တာတွေလျှာကထိတွေ့အရသာခံရတာလည်းအရသာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့တွေဟာလည်းပဲချမ်းသာတဲ့အရာတွေကြီးတယ်စိတ်ကူးကြံစည်လို့စိတ်ထဲမှာပေါ်လာတဲ့အရာတွေကလည်းစိတ်နှလုံးအေးချမ်းမွေတွေဖြစ်တယ်အဲ့ဒါရူပါတိဟိသူအခောသက်ခောလို့ဆိုတဲ့အတိုင်းနော်ကောင်းပြီဆိုတာတွေနဲ့တွေ့ရတယ်ကောင်းပြီဆိုတာတွေကြားရတယ်အဲ့တော့ဆိုလိုတာကနတ်ပြည်နတ်ချမ်းသာရလူပြည်မှာကြတော့ကြည့်လိုက်မျက်စိကကြိုက်တာလည်းမြင်ရတယ်မကြိုက်တာလည်းမြင်ရမယ်အတန်လည်းကိုကြိုက်တဲ့အတန်လည်းကြားရတယ်မကြိုက်တဲ့အတန်လည်းကြားအနံ့ကလည်းကိုမကြိုက်တဲ့အနံ့ကြိုက်တဲ့အနံ့လျှာလည်းကိုကြိုက်တဲ့အရာသာမကြိုက်တဲ့အရာခတိတွေ့ရလည်းထို့တူပဲကိုကြိုက်တာရောမကြိုက်တာစိတ်ကူးကြံစီရတာလည်းကြိုက်တာရောမကြိုက်တာရောနှစ်မျိုးစလုံးကြုံရတယ်နတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးအကြိုက်အချီပဲအကုန်လုံးအေးငရဲကိုလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အလုံးမြင်သမျှမြင်ကွင်းဟာလည်းကြောက်မဲ့ဖွယ်ရသွေးရဲတန်ရဲနဲ့စိတ်နှလုံးထိတ်လန့်စေရငရဲကြတော့လေအဆိုးကြီးပဲတွေ့မယ်အတန်ကလည်းပဲစက်သိမ်းထားစရာအတန်တွေပဲကြားမယ်အနံ့ကလည်းပဲအမတမဆူရှာပြင်းထန်မခံနိုင်တဲ့အနံ့မျိုးလျှာထဲမှာပေါ်လာတဲ့အရာသာကလည်းမခံနိုင်တော့တဲ့ပြင်းထန်တဲ့အရာသာခန္ဓာကိုယ်ထိတွေ့တာလည်းအလိုလေးမလေးဩနေရမယ်အထိတွေ့စိတ်ကူးကြံစီရင်လည်းအသေးတုံများကြောက်လန့်စရာတွေပဲဒါငရဲဖို့အဲ့တော့ငရဲပြည်လူပြည်နတ်ပြည်ဆိုတာဒီလိုကြွားချတယ်လို့သဖတ်တာရဲ့နိကသုတ်တံဆိုမြတ်စွာဘုရားအဲ့ဒါဟောတယ်နော်ယန္တုမင်းတို့တွေကံကောင်းကြတယ်တဲ့လောကမှာသဖတ်တာရဲ့နိကငရဲဆိုတာလူတွေရဲ့ထိတွေ့မှုနဲ့ပတ်သက်လာလို့ရှင်အကောင်းတစ်ခုမှမရှိတဲ့ငရဲဒါငရဲဖို့မှန်သမျှအတိုင်းကြီးပဲနော်အကောင်းတစ်ခုမှမရှိတဲ့ငရဲဘာလို့မျက်စိကမြင်တာလဲကြောက်လန့်စရာနားကကြားရတဲ့ဟာလဲမခံနိုင်စရာနှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းမခံနိုင်စရာလျှာကလည်းရတဲ့ရတာလဲခန္ဓာကိုယ်အထိတွေ့စိတ်ကူးချမ်းစီရတာစတဲ့ထိတ်ရင်ပူကြောက်စရာတွေကြီးပဲအဲ့ဒီလိုငရဲဘဝမှာမင်းတို့မရောက်တာကံကောင်းတယ်အဲ့ဒါကြောင့်မပေးမလျော့ကြိုးစားအထောက်ကြလို့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းပြပြီးတော့ဟောပြောတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းမြတ်တဲ့ဘဝလေးတစ်ခုရလာတဲ့အခါမှာဒီအခြေအနေကောင်းနေတာလေးကိုဆက်ပြီးတော့အခြေအနေကောင်းအောင်ကုသနာမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလုပ်အောင်မှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဩဝါဒပေးတော့ဆိုကောသရမင်းကြီးကိုဟောလိုက်တဲ့တရားအနေပြီးဆက်ပြီးတော့မြတ်စွာဘုရားဟောတာလေးကိုကြည့်အတ္တနိစေပိယံစဉ္ညာနနံပပေနတန်ရုစေကိုဘဝဆက်တိုင်းကောင်းစားစေခြင်းနဲ့ဆိုရင်တဲ့
မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နနံပပေနဆိုလိုတာကမဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့ကိုယ်ရင်ထဲမှာမဟုတ်တဲ့အတွေးတွေရောက်လာစေနဲ့တွန်းလှန်ဖယ်ရှားပြေလို့သူတို့ပြောတာနော်လက်မခံနဲ့မဟုတ်တဲ့အတွေးဆိုတွန်းလှန်ကောင်းတဲ့အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေးတွေကိုတွေးပေးပါဘာတွေတွေးရမလဲကိုယ်အရေးကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရင်လားငါတဏ္ဍမှာကိုချင်းသီလရှိရလားငါပါရိနဲ့အချိန်ကုန်နေတယ်ငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလားကိုယ်ကိုဆန်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်ရင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ကအရေးကြီးတယ်ရင်ထဲမှာတရားဖြစ်နေတယ်လှူတာမလှူတာတဲ့တရားဖြစ်နေတယ်ရင်ထဲမှာတတိတွေဖြစ်နေတယ်ရင်ထဲမှာမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝိရိယတွေဖြစ်နေတယ်ရင်ထဲမှာစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာတည်ကြည်မှုတွေဖြစ်တယ်ရှင်ထဲမှာအမှန်ကန်ဆင်ញင်သုံးသပ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသပ်တဲ့အသိဉာဏ်တွေဖြစ်နေမယ်တတ္ထဝိရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍမှာမဖြစ်တော့သီလနဲ့ထုံမွမ်းထားမယ်တရားနဲ့ထုံမွမ်းထားမယ်တုတ္တနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းတယ်ဆိုတာမကြတတိယကိုပြောတာကိုစောင့်တဲ့သီလလေးတွေမယ်မကြတတိယမကြတတိယနေခြင်းအပြင်ကုသိုလ်ဆိုတာစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာဒီသီလထပ်ဆောင်မလို့အကျိုးတက်လာတာအကျိုးဖြစ်လာတာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယရင်နှစ်ခါကုသိုလ်စိတ်ဖြစ်အဲ့တော့ယင်နဲ့နှလုံးထဲမှာတတ္ထာပရိဘာဝိတစိတ်သီလပရိဘာဝိတစိတ်တုတ္တပရိဘာဝိတနာထားတဲ့တရားတွေမကြတရားနာစဉ်းစားတုတ္တပရိဘာဝိတစိတ်စာကကိုလှူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုယင်နဲ့နှလုံးထဲမှာမကြကြတာသတိထားအေးဆင်ញင်တုံတရားလှုပ်တင်တာနဲ့မလှုပ်တင်တာအ ਨੇ ဆုံးကကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမာဓိဋ္ဌိမမြဲဘူးလို့သိတာဝိပဿနာသမာဓိဋ္ဌိအ ਨੇ ဆုံးကမ္မတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုတာကိုယ့်ရဲ့နဲ့ဖြစ်အောင်လုပ်ရမှာပဲဖြစ်တယ်အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနာမှမဖြစ်ဘူးကုသိုလ်တရားကိုတတိယနေခြင်းအပြင်ကုသိုလ်တရားကိုမေ့လျော့တဲ့ပမာဒတရားလည်းကိုယ့်ရဲ့နဲ့မှမဖြစ်တော့ဘူးအဲ့ဒါလို့အဆိုးတရားတွေကိုဖယ်ရှားဖို့မြတ်စွာဘုရားအတ္တနိစီပိယံစင်ညာကိုမျက်နှိုးတဲ့တန်မိုးထားတယ်ဆိုရင်နနံပပေနတန်ယူစီကိုယ့်ရဲ့နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေမဖြစ်စေနဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးမကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွက်နဲ့မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုတဲ့ကိုယ့်ရင်နဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါတတ္တမကရိယကလျာဏနိစယတံပရာယိကပုံညာနိပရာလောကသမေပဋိဋ္ဌာဟောတိပါနေနာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါတဲ့ကိုယ်အတိုင်းတာကုသိုလ်ကောင်းမှုပြုတယ်ဆိုတာဟာလူကြီးနေရာမှာကြီးလည်းပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကိုအစဉ်ဆက်လိုက်ပြီးတော့ကြည့်လိုက်မယ်ငွေကြေးတနာမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကျောင်းဆောက်လှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပေါ့လေဆောင်ဥဆောက်ပြီးတော့လှူတယ်များအတွက်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ကဗုဒ္ဓံတရဏံကိသမိဓမ္မံတရဏံမိမိရဲ့ဘဝကိုဖရာကိုအနန္တနဲ့တရားကိုအနန္တနဲ့တန်ခါကိုအနန္တဖရာအဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါတွေကိုလှူဒန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကျောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ်အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့၅ပါးသီလကိုမ
မကြိုးမပေါက်မပြောင်းမကြားရအောင်တန်ဖိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့ဘယ်လောက်ထိအောင်လျှော့စေးပေးထားတော့ဆိုနန္တာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္တာတရှူဆိုတာတဏ္ဍခါလေးသွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏ္ဍခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ်စက္ကန့်လေးပဲရှိမှာပေါ့နော်အဲ့ဒီအတိုင်းတာလေးပဲဖြစ်စီတရားဝါအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုအများပေါ်မှာမုန်းတီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီအချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်မှပဲဒီမေတ္တာဘာဝနာကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံသီလတဲ့ပုံမြင့်မြတ်သေးတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုအစ္ဆရာသင်္ကတမတ္တပိအနိစ္စတိညာဘာဝေတိလက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုတဲ့စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဒါဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါလောက်တတိယပြီးတော့ကိုယ်ပိုင်တဲ့ပစ္စည်းတွေကိုကြည့်တနေ့ကျတော့ငါတို့ဒါတွေထားခဲ့ရတနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကလည်းပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှော့တော့ရှိဘူးလေအဲ့ဒီလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တို့တရားနဲ့မကြမကြဆင်ញင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မယ်ဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်နော်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစိတ်ညစ်တယ်လို့ထင်ကောင်းထင်လေမဟုတ်ဘူးအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ကြည့်တာအမှန်အကန်ကိုဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘလို့အကျိုးရအောင်ဆိုတွေ့တာမှုတွေလျော့သွားတယ်ဒါမှန်မယ်တွေ့တာမှုတွေလျော့သွားတယ်ကိုယ့်ကိုထာဝရဖြစ်နေတဲ့အတွေးဟာလျော့သွားတယ်ဩငါတို့ကတခဏပါလားတခဏဆိုတာငါတို့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသိလေးဝင်လာတယ်အဲ့ဒီအသိကတတ်မိုးရှိတာပြောတာနော်တွေ့တာမှုတွေကိုလျှော့ချနိုင်တယ်အသိနဲ့မှတွေ့တာမှုကိုလျှော့ချတွေ့တာမှုလျှော့ချနိုင်မှရင်ထဲကတောကဆိုတာလျှော့ချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမဖြစ်ဘူးကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာကိုယ်နဲ့ခင်မင်းယဉ်ကျေးမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားခြင်းဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောက်လိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောက်မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောက်ပါလို့ဒီနီးဒီဆေးရလွယ်လို့တခြားနေ့မရှိဘူးလို့မြတ်စွာဘုရားဟောတာနော်အေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှင်လေပစ္စည်းဥစ္စာရှားပွေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှားပွေတဲ့အခါမှာလည်းတရားမြတ်တာမှုနဲ့ရှားပွေရအသုံးပြုတဲ့အခါမှာလည်းပဲတန်ဖိုးရှိတဲ့အသုံးပြုလို့အသုံးပြုအောင်မှာဖြစ်တယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်ကိုလည်းတို့တွေလုပ်အောင်မှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနိုင်ထားကြဖို့ပါတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှားပွေခြင်းနဲ့သုံးစွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်းတို့တွေပစ္စည်းဥစ္စာကိုရှားပွေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမှန်ကန်တဲ့အသိဉာဏ်တွေရအောင်ကြိုးစားအထောက်ကြမယ်လို့ကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိ
ကြီးမားသောလုံးတဲ့ဝိရိယဖြင့်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း